ကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချိုးရင်ချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုတည်းဇွတ်အတင်းသွတ်သွင်းနေရင်ငကိုရှိရင်ဆွဲကုန်အင်းပျက်စီးမဲ့အရေးပြန်ငယ်ကွက်တင်တာလေမင်းဒီပါပဲကိုစွမ်းတဲ့လောက်တော့ကိုကြိုးစားခဲ့ပါတယ်ထိတ်ဆုံးကြည့်မရောက်ခဲ့ရတော့လဲလက်တော့မကပါတယ်စိတ်သွားတဲ့လောက်တော့ကိုလိုက်ပြီးမလုံးနိုင်ဘူးဒီလောင်းနဲ့မှမချင်နိုင်ရင်အရှုံးပေးဖို့ပဲချမ်းတော့တယ်ဒီချက်ပေါ်ပြီးမင်းလို့ကိုမဖြစ်နိုင်ဘူးဒီချက်ပေါ်ပြီးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူး